ချင်းမြတ်နွားတဲ့ကာကာလေးတွေအတွက်သတင်းကြွမှာပေါ့နော်လူကြီးသူမဆရာသမားများအားကြော့လိုလင်းပေါ့နော်ဒီမင်းတို့အဖွဲ့သားတွေအားလုံးပေါ့နော်ဒီလိုပန်းစည်းလေးတွေပန်းစည်းမျိုးစုံကင်မလင်းကျောင်းကင်းချော်ဆိုင်အမှတ်3မှာပေါ့နော်ဒီပန်းစည်းမျိုးစုံရှိပါတယ်ပန်းစည်းမျိုးစုံအယုံမျိုးစုံပေါ့နော်ပြီးသွားရင်မုံမျိုးစုံရှိပါတယ်ဒီညအထူးသဖြင့်ပေါ့နော်ဒီလိုမျိုးပန်းကျင်းလေးတွေပေါ့နော်ကြော်ပန်းကျင်းလေးတွေကြော်လက်ဆောင်ပန်းကျင်းလေးတွေမျိုးစုံပေါ့နော်1000ခွဲရရင်စပြီးတော့ဘယ်ဆိုင်မှာမှမရတဲ့စိန်နှုန်းပေါ့နော်အနိုင်ဆုံး1000ခွဲရရင်စပြီးတော့အမြင့်ဆုံး4သိန်းထိပေါ့နော်ကြော်ပန်းကျင်းလေးတွေပေါ့နော်ကြော်အပြုတ်ကြော်ပန်းကျင်းလေးတွေအမျိုးစုံရှိပါတယ်ထဲမှာဆိုရင်လည်းမုံမျိုးစုံပေါ့နော်ထည့်သွင်းထားပါတယ်တချို့ပန်းကျန်းလေးတွေဆိုရင်လူကြီးသူမတွေကိုကြောလို့အရန်ဆင်ပြေပါတယ်ဒီဂျပန်ရေလေးတွေပေါ့နော်ဂျပန်ပန်းကျန်းလေးတွေလည်းရှိရယ်ပြီးတော့ငှက်တိုက်ပန်းကျန်းလေးတွေလည်းရှိရယ်ပြီးတော့ဒီလိုမျိုးပေါ့နော်over10တို့ဘာလို့ထည့်ထားတဲ့ပန်းကျန်းလေးတွေလည်းရှိပါတယ်အဲ့တော့ပေါ့နော်မင်းတို့ဒီကင်းချွန်ဆိုင်မှတ်3ကင်မလင်းကျွန်းပေါ့နော်မဲတော်ကျောင်းမြတ်ဆောင်ထိုးမှာရှိတဲ့ကင်မလင်းကျွန်းလမ်းမကြီးပေါ့နော်အဝေးပြေးအနီးပေါ့အဝေးပြေးနီးမှာရှိတဲ့ကင်းချွန်ဆိုင်မှတ်3မှာပေါ့နော်မင်းတို့တို့ပေါ့နော်ရှိပါဟိုပါပေါ့နော်ဒီသတင်းကြောအတွက်ကိုကြောဖို့အတွက်ကိုပေါ့နော်ပတ်စံပန်းစည်းပြီးတော့ကြောပန်းချင်းမျိုးစုံပြီးသွားရင်နောက်တစ်ခါပန်းစည်းမျိုးစုံပြီးသွားရင်ဒီ food box မျိုးစုံပေါ့နော်မျိုးစုံမင်းတို့ဆိုင်မှာပေါ့နော်တနေရာထဲမှာ one stop ရနိုင်တဲ့ဖြစ်ပါတယ်ကင်မလင်းကျောင်းမှာ one stop service အနေနဲ့ရနိုင်မှာဖြစ်ပါတယ်ဗျာအခုမင်းအခုပြနေတဲ့ပန်းစည်းပေါ့နော်ဒါလေးကတော့ပေါ့နော်ဟိုပါပေါ့39သိန်းတန်39သိန်းတန်ပေါ့နော်ပန်းစည်းအကြီးစားကြီးဖြစ်ပါတယ်ပေါ့နော်ကားတော်မှာမင်းတို့ဒါကားကြီးနဲ့ပယ်ပြီးတော့ပို့ပေးရမယ်ပန်းစည်းပေါ့နော်အထဲမှာဆိုရင်1000တန်အရွက်380 1000တန်အရွက်380ပေါ့နော်ပါပါတယ်ပြီးတော့မင်းတို့ဒီမှာပေါ့နော်1000တန်အရွက်အတိချက်ချွတ်လေးတွေနဲ့ပေါ့နော်လှုပ်ထားတဲ့ပန်းစည်းအကြီးဖြစ်ပါတယ်ပန်းစည်း1000တန်ပေါ့နော်အရွက်380ပေါ့နော်39သိန်းဘိုးပေါ့နော်မနက်ဖြန်ပေါ့နော်ဘယ်လိုကန်တူးရှင်လေးရမလဲဆိုတာပေါ့နော်ရင်ခုန်စိတ်လှုပ်သွားစာနဲ့စောင့်ကြည့်နိုင်ပါတယ်နော်ဒါလေးကတော့ရုံတရုံကပေါ့နော်ဂျာကြီးမမရမှာဖြစ်ပါတယ်ရုံတရုံကဂျာကြီးမမကိုပေးမဲ့ပန်းစည်းလေးဖြစ်ပါတယ်မနက်ဖြန်ပေါ့နော်ဘယ်ဂျာကြီးမရမလဲဆိုတာပေါ့နော်ဘယ်ရုံကဘယ်ဂျာကြီးမရမလဲဆိုတာရင်ခုန်စိတ်လှုပ်သွားစာနဲ့စောင့်ကြည့်ကြရအောင်နော်ဟုတ်ကဲ့ပါဟုတ်မင်းတို့ဒီကင်မလင်းကျွန်းပေါ့နော်ကင်းချွန်ဆိုင်မှတ်3ကင်မလင်းကျွန်းမှာမုံမျိုးစုံသတင်းကျော်ပေါ့နော်သတင်းကျော်ကြောဖို့အတွက်လူကြီးသူမတွေဆရာသမားတွေဒီကျေးဇူးရှင်တွေကိုပေါ့နော်ကြောမယ်ဆိုရင်မင်းတို့ရဲ့ကင်းချွန်ဆိုင်မှတ်3ကင်မလင်းကျွန်းမှာပေါ့နော်မုံမျိုးစုံပန်းချင်းမျိုးစုံကြောပန်းချင်းမျိုးစုံရပါတယ်ပြီးတော့မုတ်ဘုံပေါ့နော်ပြည်တွင်းပြည်ပမုတ်ဘုံမျိုးစုံရပါတယ်ပြီးသွားရင်ပေါ့နော်ဒီလိုမျိုးဈေးတန်လေးတွေနဲ့ရတဲ့ပေါ့နော်ဒီလက်ဆွဲကြိုးလက်ဆွဲပေါ့နော်လက်ဆွဲကြိုးဘုံလေးတွေပေါ့နော်လက်ဆွဲကြိုးဘုံလေးတွေကြိုးဆွဲမုတ်ဘုံလေးတွေပေါ့နော်အဲ့ဒါလေးလည်းရပါတယ်impression တန်တို့ဒီဟွာပေါ့နော် okay တို့ပြီးသွားရင်ဒီ good morning တို့ကျိုးစဲမုတ်ပုံလေးဂျိုကာမုတ်ပုံမျိုးစုံပေါ့နော်ကျိုးစဲမုတ်မျိုးစုံရပါတယ်ဒီလိုတန်ပုံလေးတွေပေါ့နော်ကတော့လို့အရန်ဆင်ပြေတဲ့ဒီလိုတန်ပုံလေးတွေမျိုးစုံလည်းရပါတယ်ဗျာဟုတ်ကဲ့ပါပြီးတော့ဒီလိုလက်ဆွဲအိတ်လေးနဲ့ပေါ့နော်လူကြီးသူမလေးကတော့လို့အဆင်ပြေတာလေးရှိပါတယ်ဒါဆိုရင်2000တန်လေးပါ2000တန်ဒါဆို1000ခွဲတန်လေးပါဒါဆိုရင်ဒါ3000တန်လေးပါပေါ့နော်ဒါဆိုရင်ဒါ3000တန်ပါပေါ့နော်
အရန်ဆန်ပြေပါတယ်ဗျာဟိုကကြော့မယ်ဆိုရင်ပေါ့နော်အရန်တင့်တော်ပြီးတော့ဟိုပါပေါ့ဈေးလဲတက်တာတယ်ပေါ့နော်ဈေးလဲတက်တာတယ်မြည်သူမစိုးအဆင်ပြေနိုင်တဲ့ဈေးမျိုးနဲ့မင်းတို့ဆိုင်မှာရောင်းပေးနေတာပါဖြစ်ပါတယ်အနေဆုံးဒီကြော့ပန်းချင်းပေါ့နော်ပန်းဆွဲပန်းချင်းမျိုးစုံကို